ဒေသနာကျမ်းအခန်းကြီး1အငယ်1မှ18ဒါဝိဒ်၏သားတော်ဓမ္မဒေသနာဆရာဖြစ်သောယေရုရှလင်မင်းကြီး၏စကားဟူမူကားအနတ္တတသက်အနတ္တတသက်ခတ်သိမ်းသောအရာတို့သည်အနတ္တဖြစ်ကြ၏လူသည်နေအောက်မှကြိုးစားအားထုတ်သမျှတို့၌အဘယ်အကျိုးရှိသနည်းလူတစ်ဆက်လွန်သွား၏တစ်ဆက်ပေါ်လာ၏မြေကြီးမူကားအစဉ်အမြဲတည်၏နေလဲထွက်လျက်ဝင်လျက်ထွက်ရာအရက်သို့တဖန်ပြေးလျက်တောင်လန်းသို့လိုက်၍တဖန်မြောက်လန်းသို့ပြန်လေတက်၏လေသည်လည်းအစဉ်လေသွား၍လေပြီးသောအရက်သို့တဖန်ပြန်၍လေပြန်တက်၏ခတ်သိမ်းသောမြစ်တို့သည်ပင်လေထဲသို့ရောက်ကြ၏သို့တော်လည်းပင်လေသည်မပြည့်တတ်မြစ်ရည်သည်စီးထွက်ရာအရက်သို့တဖန်ပြန်သွားတတ်၏ခတ်သိမ်းသောအရာတို့သည်လူမပြောနိုင်အောင်ပင်ပန်းခြင်းနှင့်ရှင်ကြ၏မျက်စိသည်မြင်၍မကုန်တတ်နားသည်လည်းကြား၍မဝတတ်ဖြစ်ဘူးသောအရာသည်ဖြစ်လက်တန့်သောအရာနှင့်တူ၏ယခုပြုသောအမှုသည်ပြုလက်တန့်သောအမှုနှင့်တူ၏နေအောက်မှာအသစ်သောအမှုအရာမရှိကြည်ပါအသစ်ဖြစ်၏ဟုဆိုရသောအမှုအရာတစ်စုံတစ်ခုရှိသလောထိုအမှုအရာသည်ငါတို့အရင်ရှေးကာလ၌ဖြစ်ဘူးပြီးရှေးဖြစ်ဘူးသောအမှုအရာတို့ကိုမေ့လျော့တတ်၏နောက်ဖြစ်လက်တန့်သောအမှုအရာတို့ကိုလည်းထိုအမှုအရာနောက်၌ဖြစ်လက်တန့်သောသူတို့သည်မေ့လျော့ကြလိမ့်မည်ငါဓမ္မဒေသနာဆရာသည်ယေရုရှလင်မြို့၌ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်မိုးကောင်းကင်အောက်၌ပြုသမျှတို့ကိုဉာဏ်ပညာအားဖြင့်ရှာဖွေစစ်ဆေးခြင်းငှာနှလုံးထား၏လူသားတို့ကျင်လေရာဘို့ထိုပင်ပန်းစေသောအမှုကိုဖျားသခင်ပေးတော်မူပြီးနေအောက်မှပြုလေသမျှသောအမှုအရာတို့ကိုငါမြင်ပြီးအလုံးစုံတို့သည်အနတ္တအမှုလေကိုကျက်စားသောအမှုဖြစ်ကြ၏ကောက်သောအရာကိုမဖြောင့်စေနိုင်ချုပ်တဲ့သောအရာကိုမရေတွက်ရငါသည်ကိုယ်စိတ်နှလုံးထဲမှပြောဆိုသည်ကားငါသည်ငါအရင်ယေရုရှလင်မြို့၌ဖြစ်ဘူးသောသူအပေါင်းတို့ထက်ကြီးမြင့်၍ပညာရှိ၏အကယ်စင်စစ်ငါစိတ်နှလုံးသည်ပညာအတတ်များကိုအထူးသဖြင့်လေ့ကျက်၏ပညာတရားကို၎င်းလျက်ပေါ်ခြင်းနှင့်မိုက်မဲခြင်းတို့ကို၎င်းပိုင်းခြား၍သိအံ့သောငါသည်နှလုံးထား၏ထိုအမှုသည်လည်းလေကိုကျက်စားသောအမှုဖြစ်သည်ကိုရိပ်မိ၏အကြောင်းမူကားပညာများလျင်ညှိုးညင်းစရာအကြောင်းများ၏သိပ္ပံအတတ်တိုးပွားသောသူသည်ဝမ်းနည်းခြင်းတိုးပွားတတ်၏အာမင် God bless you